ဘာလို့ဒီလောက်ပြောနေရလဲဟာလာစားတက်ပြီကွာဟာဝမ်းသာတယ်ကွာဘယ်လောက်တက်လဲဘာလဲမသိဘူးဟမ်မသိဘဲနဲ့ဘာလို့ဒီလောက်ပြောနေရတာလဲဘော့စ်ကမင်းလာစားတက်မလို့ပြောလိုက်တာပဲဟောဒါဆိုဘယ်နဲ့စပါလဲအဲ့ဒါလည်းမပြောတတ်ဘူးဒါနဲ့လာစားဝင်ပြီလားဝင်ပြီအဲ့ဒါဆိုကြည့်လေကွာဘာဖြစ်လို့လဲလာစားတော့မတတ်သေးဘူးတော့ဆိုပါတတ်တာလဲအလုရှင်စားကောင်းရွှေပေါ်တော့စားပေါ်ကျွမ်းလို့လူရပြရရစညံ့ရရဆိုပဲဝါဂျီဘရန်ကထားတော့ထားကော်ဖီရှမ်းကိုတောင်းပေးဖို့တော့အဲ့တော့ရှောင်းပါလေမာရရှောင်းရဲ့ကမ္ဘာကနေဖိုင်လို့ရတယ်ရှက်ပေါက်ပါလေတာမာရပါပဲကျွန်တော်ကတော့စောက်တော့ပြပါမယ်